တိဘက်မြန်မာအနွယ်ကနေဆင်းသက်လာတဲ့ချင်းလူမျိုးများဘယ်နိုင်ငံတွေမှာအများဆုံးနေထိုင်ခဲ့ကြတယ်လဲဆိုတာသိကြမှာသလားသိကြရင်ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါချင်းလူမျိုးတွေဟာနိုင်ငံတစ်ခုထဲမှာပဲနေထိုင်တဲ့လူမျိုးနွယ်စုမဟုတ်ပါဘူးကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံပေါင်းများစွာပြန့်နှံ့နေထိုင်ကြတဲ့လူမျိုးစုတစ်ခုဖြစ်ပါတယ်အဲ့ဒီနိုင်ငံတွေထဲကအများဆုံးနေထိုင်တဲ့နိုင်ငံတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1မြန်မာချင်း state လူဦးရေ1.5 တန်းကနေ2 တန်းအထိရှိပြီးချင်းပြည်နယ်နဲ့တခြားပြည်နယ်တွေမှာလည်းပြန့်နှံ့နေထိုင်ကြပါတယ်။နံပါတ်2အိန္ဒိယလူဦးရေ1 တန်းကျော်နေထိုင်ပြီးမီဇိုရမ်အိုက်ဇောမြို့နယ်တခြားမြို့ကြီးတွေမှာလည်းပြန့်နှံ့နေထိုင်ကြပါတယ်။နံပါတ်3ဘင်္ဂလားဒေ့ရှ်တောင်တန်းဒေသတွေမှာတောင်ကြီးနေထိုင်ကြပြီးမြို့ပြတွေမှာလည်းနေထိုင်သူတွေရှိပါတယ်။နံပါတ်4မလေးရှားလူဦးရေ8000ကျော်ကနေ1 တန်းအထိနေထိုင်ပြီးမြို့တော်ကွာလာလမ်ပူနဲ့အလောက်ကိုင်းခွင်လန်းများတဲ့မြို့ကြီးတွေမှာပြန့်နှံ့နေထိုင်ကြပါတယ်။နံပါတ်5ထိုင်းလန်9 သိန်းကနေ2 တန်းနီးပါးအထိရှိနိုင်ပါတယ်။နံပါတ်6အနောက်နိုင်ငံတွေဖြစ်တဲ့ United States ထဲမှာလည်းချင်းလူမျိုးအများဆုံးရှိပြီးတောင်ချီနေထိုင်ကြပါတယ်။နံပါတ်9 Australia နဲ့ Canada မှာလည်းထောင်ချီကနေတောင်ချီထိရှိနိုင်ပါတယ်။ဒါအပြင် United Kingdom, Japan, South Korea တို့မှာလည်း9000ကနေ9 သိန်းအထိရှိနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့စင်ကာပူပါ။စင်ကာပူနိုင်ငံမှာချင်းလူမျိုး9000ကနေ1000ထိနေထိုင်နိုင်ကြောင်း2019ခုနှစ်ကမ္ဘာချင်းဖွဲ့စည်းရဲ့ခံမှန်းချက်အရသိရပါတယ်။ဟုတ်ကဲ့ပါ။ဒါကတော့နိုင်ငံအသီးသီးမှာချင်းလူမျိုးတွေရဲ့လူဦးရေစာရင်းပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။